Attention please attention please Jubilar battery တွေကအကျန်းခံပြီးတက်တန်းရှည်တာမှန်ပေမဲ့ acid ခံသွားတဲ့အချိန်တွေကိုလျှစ်လျူမရှုသင့်ပါတော့ acid ခံသွားခြင်းဟာ battery ရဲ့တက်တန်းနဲ့လုဆောင်နိုင်စွမ်းကိုတိုက်ရိုက်ထိခိုက်စေနိုင်ပါတယ် acid power ပျော့မှမဟုတ်ပါဘူး acid ခံသွားတဲ့အခါမှာလည်း battery ရဲ့လုဆောင်နိုင်စွမ်းကျဆင်းပြီးလျှက်စစ်တိုးလောင်နိုင်စွမ်းရောကျသွားပါတယ်အဲ့ဒီလိုဖြစ်လာရင်အသုံးပြုနေစဉ်အားမခံပဲချက်ချင်းကျသွားလာမျိုးဖြစ်နိုင်ပါတယ် acid ခိုင်းနေတဲ့အချိန်မှာအားသွင်းလိုက်ရင် battery အတွင်းအပူချိန်အလွန်အမြင့်တက်လာပြီး battery အိုးဖောင်းခြင်းပောက်ကွဲခြင်းစတဲ့အန်ဒီရရှိတဲ့အချိန်တွေဖြစ်ပေါ်နိုင်ပါတယ်အရေးကြီးဆုံးသတိပြုရမယ့်အချက်ကတော့ battery မှာ acid ခံသွားပေမဲ့အားရှိနေသေးတယ်ဆိုရင် acid ကိုပြန်မဖြည့်ပဲ distill water battery ရေသန့်ကိုသာဖြည့်ပြီးမဖြစ်မနေအားပြန်သွင်းပေးဖို့ပါပဲဒါအပြင် battery အိုးကိုပုံမှန်တန်ရှင်းရေးပြုလုပ်ပေးဖို့မမေ့ပါနဲ့ battery ကဖုံးတွေမဖွင့်ခင်ဖုံမုံအညစ်အကြေးတွေကိုအဝတ်စို့နဲ့တန်ဆင်ပြီးမှ battery distill water ကိုဖြည့်ပေးပါလို့အကြံပေးပါရစေခင်ဗျာ